ပြည်သူများအားလုံးမင်္ဂလာခင်ဗျဒီထူးခြားထွေလာအကြောင်းအရာတွေမှာထိုင်းနိုင်ငံမှာရှိတဲ့ဒီစူတောင်းပြည့်စက်ရုံကြီးကိုအစိုးရလာပြီးပိတ်ရတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးချင်ပါတယ်ထူးထူးဆန်းဆန်းပါတကယ်ကို Transformer ဇာတ်ကားကိုပြည်သက်တွေကြည့်ဘူးကြပါလိမ့်မယ် Transformer ဇာတ်ကားတွေက Optimus Prime ကို Transformer ဇာတ်ကားကြည့်ဘူးတဲ့သူတိုင်းသိပါလိမ့်မယ်အဲ့ Optimus Prime စက်ရုံကြီးပုံစံဒါရုပ်ထုထုလုပ်ထားတဲ့အဲ့စက်ရုံကြီးကိုလာရောက်ပူဇော်ဆုတောင်းတဲ့သူတွေအရန်များလွန်းလာလို့အစိုးရနဲ့ဆင်ပြီးပိတ်လိုက်ရတာပါဟုတ်ပါတယ် Optimus Prime စက်ရုံကြီးကဗမာရှိရလဲဆိုတော့ဘန်ကောက်မြို့မှာရှိတာပါအစိုးရအနေနဲ့ကလည်းမရက်လို့မရတော့ပါဘူးယုံကြည်မှုကတရလွန်လွန်ကဲလာရင်အရန်ပဲကြောက်စရာကောင်းတယ်ဆိုတာအမှန်ပါပဲဟိုမြန်မာနိုင်ငံမှာလည်းရှိရလေတချို့နေရာတွေမှာဟိုနတ်ရုပ်ကလေးတွေဘာလေးတွေထားတယ်ပူဇော်ပသတယ်ဘာလို့ထားတယ်တခါလေရောက်ရင်အဲ့လမ်းကနေဖြတ်သွားဖြတ်လာရှင်ရောက်ရင်သူ့စီမှာပူဇော်ပသမျိုးမလုပ်တော့ဘူးဆိုရင်တခုခုဖြစ်တာတို့ဒါမှမဟုတ်ရင်ဟိုစိတ်နှောင့်ယှက်ဖြစ်စရာတခုခုကိုယ်စီမှာကြုံရတာတို့ဖြစ်လာတယ်လေကျွန်တော်တို့ရေလန်းခီးတွေမှာဆိုရင်ပို့ပြီးသိတာတယ်ဗျနယ်ဘက်ကလူတွေပို့ပြီးသိပါတယ်တခါလေဟိုမော်တော်တို့ဘာလို့ဒီထိတ်မှာလေကျွန်တော်တို့အကျွေးသေးလေးထည့်နေရရှိတယ်တခါလေမထဲထားဘူးအမှုမဲ့မမဲ့နဲ့မေ့နေရင်လေတခုခုထားဖြစ်တယ်အဲ့ဒါသိရလူတယောက်ကအဲ့အကျွေးသေးကိုသွားထည့်ပြီးတော့ပူဇော်တာမျိုးဒါမှမဟုတ်အဲ့လိုမျိုးအစားအသောက်ကိုပကံနဲ့ယူတော့အဲ့လိုပစ်လိုက်တာမျိုးပေါ့ဒီခေါ်စာပစ်တယ်လို့လှုပ်လိုက်ပျောက်သွားပြောင်းတယ်လုံးဝခီးလိုင်းခီးဖြောင်းပြူသွားပြန်အောင်အဲ့လိုဟာလေးတွေကျွန်တော်တို့ကြုံရတာရှိတယ်ပေါ့လေအခု Optimus Prime ကိစ္စကလည်းယုံကြည်မှုလွန်ကဲလာရင်အဲ့လိုဖြစ်သွားနိုင်တဲ့အကြောင်းအရာမျိုးရှိနေတယ်ဗျဘာလို့လဲဆိုတော့ကြောကတ်လူခြင်းနဲ့သူကများတဲ့များလာရလေ Optimus Prime စက်ရုပ်ထုကြီးကိုဒါစိတ်ကနေအထိတ်ထန်ပြုတ်ပြီးတော့ကြောကတ်လူရင်နေချင်းညချင်းဆိုသလိုအကျိုးထူးပေးတယ်လို့ထိုင်းကလူတွေကယုံလာကြတယ်ဒါဘန်ကောက်မြို့မှာဖြစ်နေတာနော်အဲ့လိုသိလိုက်ရလို့လဲဟိုအကျိုးထူးတယ်ဆိုတာသူတို့မြင်လာလို့လဲနတ်ကွန်အလားပေါ့လေပူဇော်သူတွေများတဲ့များလာလို့အစိုးရကပါဝင်ပြီးတော့ရားဝင်ဟန်တာတဲ့အဆင့်ကိုရောက်သွားတာပါကံကောင်းစေတဲ့စက်ရုပ်ကြီးလို့တော့ထိုင်းနိုင်ငံသားတွေကပြောနေကြပါတယ်ပါဇက်ရသဝင်လို့ဖြစ်လာတာပေါ့လေဒီကံကောင်းစေတဲ့စက်ရုပ်ကြီးပါဇက်ရသဝင်ဇလန်စခဲ့တဲ့ဥစ္စာကထိုင်းနိုင်ငံကိုရောက်လာတဲ့နိုင်ငံသားတွေစီပါဟိုကူးဆက်သွားတယ် Optimus Prime ကိုမဖူးရင်ခင်မမီတယ်လို့နိုင်ငံသားတွေကပါလှုပ်လာကြလို့မတတ်တာတဲ့အဆုံးမှာအစိုးရအခုလိုဝင်ပါလာရတာဖြစ်ပါတယ်ခင်ဗျ Optimus Prime လာဖူးသူတွေကိုစီဖြည့်ပေးရင်ကန်စာတာပိုတက်တယ်ဆိုပြီးတော့ PPL 73စီဆိုင်ကတစ်စက္ကန့်ထားလိုက်တာမှလည်းဒီစက်အုပ်ကြီးကိုဖူးမြော်ဖို့လူတွေလာရောက်တာဟာဒုနဲ့ဒေးဆိုသလိုဖြစ်သွားခဲ့ပြန်တယ်ဗျဘာလို့လဲဆိုတော့ဒီစက်အုပ်ကြီးစီကိုလာပြီးတော့ပေါ့လေပူဇော်တဲ့သူတွေကိုစီဖြည့်ပေးရင်အဲ့ဒီမှာရောင်းအားဟာမတန်တဆတက်တယ်ပြီးတော့ဆိုင်အတွက်အများကြီးအကျိုးအမြတ်ရတယ်ဆိုပြီးတော့ PPS 73စီဆိုင်ကအဲ့စက်အုပ်ကြီးရှေ့မှာကိုသူတို့ကစီဖြစ်လို့ရအောင်ဘုံလေးနဲ့လာချပေးတာဖြစ်လာတာအဲ့ဒီအချိန်ရောက်တော့ဒီလိုဆိုင်ကြီးတွေကနားကြီးတွေကတော့ဒီလောက်ယုံကြည်တယ်ဆိုပြီးတော့လူတွေကလာသက်လာတာပေါ့လေတချို့ဆိုရင်ဒီနတ်ပူဇော်တဲ့အကအဖွဲ့တွေပါခေါ်လာပြီးတော့စက်အုပ်ကြီးရှေ့မှာနတ်အကနဲ့ပူဇော်တာမျိုးတောင်လုပ်လာတာရှိရဗျဒီစက်အုပ်ကြီးရောက်လာပြီးတဲ့နောက်မှာအဲ့ဒီနာဆိုင်တွေကသူတို့ကစီးပွားဖြစ်ထွန်းလာတယ်စီးပွားတက်တယ်ရောင်းပန်းဝယ်ပန်းတွေအရန်ကောင်းလာတယ်ဆိုပြီးတော့ပြောလာတယ်ပေါ့လေအဲ့သတင်းပြန့်သွားတယ်ပြန့်သွားပြီးတဲ့နောက်မှာကော်ဖီဆိုင်ပိုင်ရှင်တွေဘားဆိုင်ပိုင်ရှင်တွေကစက်အုပ်ကြီးစီကိုစပြီးရောက်လာတယ်အဲ့တော့အဲ့လိုဘားပိုင်ရှင်တွေကော်ဖီဆိုင်ပိုင်ရှင်တွေကလည်းစက်အုပ်ကြီးစီမှာစူတောင်းတယ်အထိတ်ထန်ပြုတယ်လှူဒန်းလိုက်ပြီးရင်သူတို့မှလည်းအကျိုးဖြစ်ထွန်းတယ်ဆိုတာကို post လဲတင်လိုက်ရောစူတောင်းပြေစက်အုပ်ကြီးဆိုပြီးတော့ Optimus Prime စက်အုပ်ကြီးကနာမည်ကြီးသွားတယ်ပူဇော်သူတွေကလည်းတဖွဲဖွဲဆိုသလိုဇက်တိုက်ရောက်လာရတယ်အဲ့မှာပို့ဆိုတာရှိသေးတယ်စက်ရုပ်ကြီးကိုတဲ့လက်ရည်လှည့်ပြီးတော့အပတ်90ပြည့်အောင်ပြေးရင်စူတောင်းပြည့်တယ်ဆိုတဲ့အယူအဆပါထပ်ဖြစ်သွားတာဗျာအဲ့လိုပတ်ပြည့်ရဲ့လူတွေကတော်တော်များလာတယ်အချိုရည်ဘူးတွေဖြော်ရည်တွေလူဝယ်ပစ္စည်းတွေဆိုတာက Optimus Prime ရဲ့ရှိတော်မောက်မှာအရှံပဲဓာတ်ပုံတွေကြည့်ရင်လည်းသိရလိမ့်မယ်တချို့ဆိုရင်အကပူဇော်ဖွဲ့နေပါ Optimus Prime စူတောင်းပြည့်စက်ရုပ်ကြီးကိုလာကြော့ကြပါတယ်ဒီလိုပူဇော်သူတွေများတဲ့များလာပြီးတော့လမ်းပိတ်ဆိုတာတွေရင်မတော်တဆမှုဖြစ်တာတွေလမ်းပြောင်းပြန်မောင်းတာတွေများလာတဲ့အပြင်စူတောင်းပြေးပါတယ်ဆိုပြီးတော့စက်အုပ်ကြီးကိုပတ်ပြေးတဲ့သူတွေကိုအဲ့ရင်တွေကဝင်တိုက်အဲ့မော်တော်ဆိုင်ကယ်တွေဝင်တိုက်တယ်ပေါ့ဗျာကားတွေဝင်တိုက်တယ်အဲ့လိုဖြစ်လာတော့အစိုးရဝင်ပါတော့တာပဲ Optimus Prime စက်အုပ်ကြီးကိုလာအောင်ပူဇော်သူတွေများတဲ့များလာတော့နောက်ထပ်ဘာထပ်ဖြစ်လာတယ်လဲဆိုတော့စက်အုပ်ကြီးကဘာလို့အရန်ကြိုက်တာဘာနဲ့ပူဇော်ရင်အရန်သဘောကျတာဘယ်ရုပ်ကိုဆက်ကပ်ရင်
ဆူတောင်းကမြန်မြန်ဆန်ဆန်ပြည့်တာဆိုတော့အဲ့ဒီစက်ရုပ်ကြီးအနာလမ်းညွန်နေရောပူဇော်ပသားတဲ့ပစ္စည်းတွေရောင်းကြတဲ့ဆိုင်တွေရောများတဲ့များလာတော့တာစက်ရုပ်ကြီးမှာဝိုင်းဝိုင်းလည်နေတာပေါ့ဗျာဆူတောင်းပြည့် Optimus Prime စက်ရုပ်ကြောင့်ကားတွေကလည်းသွားမရလမ်းတွေကလည်းပိတ် Shadow Incram တလန်းလုံးဟာပြောင်းဆန်ကုန်တာအဲ့မှာရင်ဘန်ကောက်မြို့ကောင်စီကတာဝန်ရှိသူတွေကလာရောက်ပြီးတော့စစ်ဆေးရတော့တယ်ပြီးတော့ Optimus Prime ဆူတောင်းပြည့်စက်ရုပ်ပူဇော်ဆူတောင်းမှုတွေကိုရန်နာလိုက်တော့ဆိုပြီးတော့တားမြစ်လိုက်ရတယ်အခုတော့ရပ်သွားပြီတားမြစ်မိတ်နဲ့ရပ်ထားရတာပေါ့လေ Optimus Prime စက်ရုပ်ကြီးနာမည်ကြီးလာတဲ့အကြောင်းရင်းကစက်ရုပ်ရဲ့အနားမှာရှိတဲ့ဆိုင်ရှင်တယောက်ကသူ့ကို3လမှာအယောင်ပေါ့လေပြည့်အောင်လုပ်ပေးပါတကယ်လို့သူ့ဆန္ဒကိုဖြည့်ပေးရင်အနီရောင်ဖြော်ရည်69ခွက်လာရောက်စက်ကလူတန်းပါမယ်ဆိုပြီးတော့ဆူတောင်းလာတယ်ဗျအဲ့လိုဆူတောင်းပြီးချိန်ကစလို့အဲ့လူမှာဆိုင်ရောင်းအားတွေကတဖြည်းဖြည်းချင်းတက်လာတယ်3လပြည့်တဲ့အချိန်မှာသူမျောလင့်ထားတဲ့ပို့ပြီးရောင်းရတော့သူက Optimus Prime စက်ရုပ်ကြီးစီကိုလာရောက်ပြီးတော့သူဂရိပြုခဲ့တဲ့အတိုင်းသူအဋ္ဌံပြုခဲ့တဲ့အတိုင်း69ခွက်လာပြီးတော့နတ်ဆက်တယ်လို့ဆက်တယ်တဲ့အဲ့ဖြစ်စဉ်နောက်ပိုင်းမှာစက်ရုပ်ကြီးတွေစီကိုဒါလူတွေကတစ်ခွဲရောက်လာတယ်ဆူတောင်းသူတွေကလည်းအဋ္ဌံပြည့်တယ်အဲ့လိုပြောတော့ online ကနေတစင်စကားတစင်သားသတင်းပြန့်သွားတယ်ပေါ့လေအဲ့နဲ့တဖြည်းဖြည်းကြက်ပြန်မကြစီကားလာတာဖြစ်တယ်လို့သိရတယ်ဗျအခုတော့အစိုးရဘက်ကအမိန့်ထုတ်လိုက်တဲ့အတွက်ဆူတောင်းပြည့် Optimus Prime စက်ရုပ်စီကိုအရင်တုန်းကတော့လူတွေလာခွင့်မရှိတော့ဘူးရပ်ပြီးတော့ကြည့်လို့ပဲရတဲ့အဆင့်ရောက်သွားပြီပေါ့လေ Transformer ရုပ်ရှင်ဇာတ်ကားထဲမှာတော့ Optimus Prime စက်ရုပ်ကြီးကကဘာကိုကဲတယ်ဘာညာလုပ်တယ်ပေါ့ဟိုထိုင်းနိုင်ငံကိုရောက်တော့လဲ Optimus Prime ကဆူတောင်းပြည့်ရုပ်တူကြီးဆူတောင်းပြည့် Optimus Prime စက်ရုပ်တော်ကြီးဆိုပြီးတော့ဖြစ်သွားတော့ကျွန်တော်တို့တွေဗျာမြန်မာစကားနဲ့ပြောရမယ်ဆိုတော့ထူးဆန်းပါပဲဆရာတွေ့ရလို့ထားပြီးអော်ရမလို့ဖြစ်သွားတယ်ပေါ့ဗျာအဲ့တော့ထိုင်းနိုင်ငံကဒီစက်ရုပ်ကြီးရဲ့အကြောင်းဟာစိတ်ဝင်စားစရာလည်းကောင်းသလိုဆူတောင်းပြည့်စက်ရုပ်ကြီးလို့ဖြစ်သွားခဲ့တဲ့အတွက်ဒီအကြောင်းကိုသိရအောင်ပြည်သက်တွေကိုတင်ဆက်ပြပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျကြည့်ရှုအားပေးတော့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ